သဲကန်တာရရဲ့ပူပြင်းတဲ့နေရန်အောက်မှာကြောက်မောက်ဖွယ်ကောင်းတဲ့ရန်သူနှစ်ဦးထိတ်တိုက်တွေ့နေကြပါပြီ။တစ်ဖက်မှာကတော့ပြင်းထန်တဲ့အစိတ်တွေနဲ့အတူပပြင်းထောင်ထားတဲ့ရွှေဝါရောက်မွေးဟောက်ကြီး။နောက်တစ်ဖက်မှာတော့သူ့ထက်ကိုလုံးကိုတဲ့တင်းငယ်ပေမဲ့တက်တိကတော့အာမနာစရန်ရှိတဲ့မွေပါတကောင်ပါ။ကြည့်လိုက်စမ်းပါ။မွေဟောက်ကြီးကသူ့ရဲ့ရှာကိုတလုံးလုံးနဲ့ရန်သူကိုအကဲခတ်နေတယ်။မွေပါကလည်းအလျှော့မပေးပါဘူး။မွေဟောက်ရဲ့တိုက်ခိုက်မှုကိုရှောင်တိမ်ဖို့အသင်ပြင်ထားတာပါ။ငွေဟောက်ကရုတ်တရက်ဝုန်းကတဲ့ဆိုပြီးပေါက်လိုက်ပေမဲ့ငွေပါရဲ့လေမြန်တဲ့တုံ့ပြန်မှုကြောင့်ချော်သွားခဲ့ရပြန်ပါတယ်။အခုဆိုရင်ငွေပါရဲ့အဖော်တွေရှိဖြစ်တဲ့ရှင်ကလေးတွေပါရောက်ရှိလာပြီးငွေဟောက်ကိုဝိုင်းရန်ပိတ်ဆို့ထားကြပါပြီ။ဒါဟာတဟူးချင်းတိုက်ပွဲတွေမဟုတ်တော့ဘဲနယ်မြေလူပဲတစ်ခုလိုဖြစ်လာခဲ့ပါတယ်။ငွေဟောက်ကြီးကဘတ်ပေါင်းစုံကရန်သူတွေကိုရင်ဆိုင်နေရလို့အတော်လေးကိုအကြက်ရိုက်နေပုံရပါတယ်။ကြည်စမ်းပါဦး။ငွေပါကမွေဟောက်ရဲ့လေပင်ကိုအမိရခဲနိုင်ဖို့စူးစမ်းနေတယ်။မွေဟောက်ကလည်းသူ့ရဲ့ဗပင်းကိုကားနိုင်သမျှကားပြီးအရှိန်အဝါနဲ့ခြောက်လန့်နေတော့မှာပဲ။ဒါပေမဲ့ငွေပါရဲ့မျက်လုံးတွေထဲမှာတော့ကြောက်ရွံ့မှုဆိုတာမရှိတော့ပါဘူး။သူဟာအခွင့်အရေးကိုစောင့်ဆိုင်နေတာပါ။သဘောဝတရားရဲ့နေရာမှာအရာအင်အားကြီးသူကအမြဲမနိုင်ပါဘူး။တတိနဲ့ဉာဏ်ပညာကိုပေါက်ဆက်နိုင်သူကသာအောင်နိုင်သူဖြစ်မှာပါ။ဒီနေ့ရဲ့တိုက်ပွဲမှာရောဘသူကအောင်နိုင်သူဖြစ်သွားမလဲဆိုတာကတော့ဘယ်လိုထင်ပါသလဲ။